တောင်းပါလေဒီ assessment တွေယူပြီးတော့ဘာတွေလုပ်ကြမလဲဘာလဲညားလဲအဲ့ဒါတွေကိုတော့သိနေတယ်ဟုတ်တယ်အမြင်ကြည့်တော့ရှင်းကုန်ပြီပဲမုံနေတယ်နော်ခဲ့တော့ခဲ့တော့နော်ပြီး